ကျွန်တော်တို့တွေက UAE ဒူဘိုင်းလိုကြားလိုက်တာနဲ့မိုးမျှော်တိုက်ကြီးတွေ branded ဆိုင်တွေ luxury lifestyle တွေကိုပဲမြင်မိကြမှာပါကျွန်တော်ကိုယ်တိုင်လည်းအပါဝင်ပါပဲ UAE ကိုရောက်တာနဲ့ချမ်းသာပြီလို့ထင်ခဲ့ပါတယ်ဒါပေမဲ့ဒီတိုင်းမြင့်ကြီးတွေရဲ့နောက်ွယ်ကမထင်ထားတဲ့ကဘာတစ်ခုကကျွန်တော်ကိုစောင့်နေခဲ့ပါတယ်ကျွန်တော်ဒီနေ့အခန်းပြောင်းပါပြီအခန်းကတော့မြင်တဲ့အတိုင်းပဲအချုပ်ခန်းထက်တောင်ကျင်းနေပါသေးတယ်ဒါကတော့2ယောက်ခန်းပါဒါပေမဲ့ကျွန်တော်ကတော့1ယောက်တည်းနေမှာပါခန်းကတစ်လကို80,000ပေးရပါတယ်မြန်မာငွေနဲ့ဆိုရင်တော့17သိန်းဝန်းကျင်ပေါ့ကဲဒါဆိုကျွန်တော်ပစ္စည်းနေရာချဖို့စဉ်းစားလိုက်အောင်အရင်ဆုံးရှေ့ရကောင်ရှုပ်ခဲ့တဲ့ဟာတွေကိုရှင်းမယ်ပြီးတော့ကျွန်တော်ပစ္စည်းရှင်းတာပေါ့ဒီခန်းကရှေ့ရ10ပေကျေကတော့3-4ပေလောက်ပဲရှိမယ်လို့ထင်တယ်ဗျနှစ်ယောက်နေမယ်ဆိုရင်တော့တယောက်ကို600စီလောက်ပဲကြာမယ်ထင်ပါတယ်ကျွန်တော်ကတော့ပစ္စည်းများအကြောင်းမလို့တယောက်တည်းပဲနေလိုက်ပါတယ်ဒီမှာတော်တော်များများဒီလိုခန်းသေးလေးဖွဲ့ထားအများပါတယ်အခန်းကျယ်နဲ့နေမယ်ဆိုရင်တော့ဈေးရလည်းပိုပြီးတော့များတော့မှာပါရွေကြီးကိုလာမယ်ဆိုရင်တော့ဒီလိုအခန်းကြီးလေးနဲ့နေရမှာကိုတော့ကြိုတွက်ထားပါလိမ့်မယ်ကျွန်တော်ဘာလို့အခန်းပြောင်းလိုက်လဲဆိုတာကတော့နောက်ဗီဒီယိုမှာတွေ့ကြပါမယ်